ဒီနေ့က Plucky Station သွားမှာPlucky Station မှာသွားမချင်းဆူပူပြီးတော့မကြီးရုပ်ကိုကြည့်နော် Plucky Station လိုက်ဖို့so boring အိမ်မနေချင်ဘူးအဲ့လိုဖြစ်နေရသူ့အဖေလိုက်ဖို့ခိုင်းတာသူ့အဖေကနောက်ပတ်သားကြာတာဘင်းနဲ့လိုက်ဖို့မပြောတော့မရအောင်ဒီနေ့ဆိုလူးလှိမ့်တာကျမ်းမြတ်မှာလူးလှိမ့်နေငါခိုးလို့နော်နဲ့လာပြီးနားပူလို့လိုက်ပူမလို့အလုတ်အရှုပ်ခံလိုက်မှာနားပူမခံနိုင်ဘူးသိလားအဲ့လိုတော့ဒီနေ့ Plucky Station လိုက်ပို့မယ်ပြီးတော့February ရောက်နေပြီပေါ့နော်အခုကဒါပေမဲ့ monthly calendar လုပ်ချင်လို့ဆိုပြီးတော့ Plucky Station ကပြန်ကြရင်အဲ monthly calendar တွေတော့ဝယ်မယ်ပေါ့နော်စဉ်းစားပါတယ်အခု New York မှာအရင်-15-16 degree Celsius ပေါ့နော်weather forecast ကတော့မှ extremely weather ဖြစ်တယ်ဆိုပြီးတော့အရင်ခယူးဆိုင်ပါ thank you so much အရင်ခယူးဆိုင်ပါဆိုပြီးတော့သူတို့ထုတ်ပြန်ထားရပေါ့နော်ခေပါကိုကတော့ဒေါ်ဝိုင်းကို Plucky Station လိုက်ပို့လမ်းမှာပါကြည့်ရုပ်ကိုကြည့်ခုနအယုံမဟုတ်တိလားကျန်းညင်ပါလေငခုကိုလေငခုစားပတ်တယ်လို့မျိုးလူးလိမ့်နေတာကျန်းညင်မှာတိလားအခုကျတော့ရုပ်ကကြည့်ပြောင်းသွားတယ်တိလားသူလှုပ်ချင်တာလောက်ကမယ်ဆိုအေးဟာအေးလွဲသွား Oh my god I know လွဲသွားတယ်လေတိုက်တာကတော့လွဲသွားတယ် Snowing up. Can you hold this for a second? Is it good? Is it good? မမြင်ရအောင်အေးဟုတ်တယ်ထင်တာပဲ Good? ထင်တာပဲ No. အေးလေ No, because it's too cute. တခြား focus လုပ်ပြီးတော့မီးလုပ်ကြည့်ပါမီးကြွမ်းပါတယ်Okay, I'm gonna get it on the bus. Okay This time if I don't get it, I'm gonna Okay Is it good? မသိဘူးမဲ့ If my dad was here, he would say. No, I'm not gonna get it. Oh that's okay I have one. I'm gonna try. Yay you got it Good job ပြန်အယုတ်ပြန်နေတယ်ဟေးချစ်စရာလေ I have the duck at my house. ဟာလား 你们这样鸡呗？要鸡家了，不如念吧。 Okay, I'm not. That's okay，本来要完了有，本来有了，图片的有。Good job. I either want. You 回嘛啦？回到了。最近不老公啊了。How many coins did you spend?
20 ဘယ်နှရုပ်ရလဲ 2. 2 not bad နှစ်ခုရတယ်လေ okay ဆိုအခုထားကသွားမယ်အော်တမီးဟာရှိသေးလား Yeah. okay let's go A lot of them. ကိုက Valentine's Day နီးလာပြီဆိုတော့ဘယ်နာမြင်မြင်အသေးပုံနေပန်းရောင်နေဒီမှာ planning calendar လာကြည့်ရပါအိုးဟုတ်တယ်ဒီဘက်မှာဘာယူရမလားဖတ်လို့ရလားဟာတူမလေးပြရစားတော့နည်းနည်းသေးတယ်မိရနည်းနည်းသေးတယ်ဒါပေမဲ့ဒီဇိုင်းကတော့လှတယ်တချို့ကနှစ်နှစ်စာပါတယ်တချို့ကတော့တစ်နှစ်စာပဲပါ mostly ကတော့တစ်နှစ်စာပေါ့နော် okay စာအုပ်ရွေးလိုက်ပါအောင်မေ okay 1y ဒီနေ့ဘာနေ့လဲ Sunday. Saturday. ဒီနေ့ဖယ်သွားလဲ Target. ဟာထားကမတိုင်ငယ်လေ Market station. yeah plug-in station သွားတယ် plug-in station ကအပြန်ထားကသွားတယ်ပေါ့နော်မေကအဲ့လိုတစ်နေ့တစ်ခေါက် monthly planner လောက်ရကြိုက်တယ်ပေါ့နော်ဒီနှစ်က February ရောက်နေပြီတတိယကတစ်ခုခုလိုနဲ့ဘာလို့မှမသိဘူးဆိုတော့ monthly planner မဝယ်ရသေးဘူးအဲ့တော့ဒီနေ့ target မှာ monthly planner သွားဝယ်တယ်ပေါ့နော်ပြီးတော့ monthly planner အပြင်ကိုတခြားဘာလေးဝယ်လာလဲဒီနေ့တစ်ချက်ပြမယ်ပေါ့နော် okay အရှင်ပါလေအိုးဒါကမေရဲ့ format ပုံစံပေါ့နော်3နှစ်ကြာခဏဖြစ်တယ်ဒါကြတော့အခန်းမှာချိတ်တယ်ပေါ့နော်တလားဆိုရင်မေကလို့စိတ်ကနေသွားရတယ်ကွာဒီမျက်လုံးတို့သွားတို့ပြီးတော့ chiropractor အဲ့လိုမျိုးစိတ်ကနေသွားရတယ်ပြီးတော့တငယ်ချင်းတွေနဲ့ထင်တာချိန်ထားရရှိရပြီးတော့အလုပ်က important meeting မေကအဲ့လိုမျိုးတွေဆိုရင်လေဖုန်းမှာလည်းမှတ်တာပေါ့နော်ဒါပေမဲ့အဲ့လိုခလန်နာမှာမှတ်ရတာပိုကြိုက်တယ်သိလားအဲ့လိုဘယ်နေ့မှာဘာရှိရဲဘယ်နေ့ကပိတ်ရက်အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ခလန်နာကအရင်အလုပ်လုပ်ခရဲကပေါ့နော်သုံးခဲ့တဲ့အကျင့်ဆိုတော့ဒါ personal အတွက်လည်းလူမျိုးခလန်နာနဲ့သုံးရကြိုက်ပါတယ် Broke. ဟုတ် Oh, but you can put it back on. ဟာလား okay it's okay နောက်တစ်ခုကစာအုပ် Wait. စာအုပ်ကဒီမှာလေးရွေးပေးထားတာစာအုပ်သူရွေးပေးတဲ့စာအုပ်တွေအများကြီးရှိတယ်ဒါပေမဲ့ဒါကိုရွေးလိုက်တယ်မေရဲ့ favorite color အစိမ်းရောင်ပေါ့နော်ဒါလည်းအစိမ်းရောင် okay ဒါကပုံမှန်ဈေးက18ကျပ်17.99 17.99ကိုအခုက73ကျပ်နဲ့ရတယ်18ကျပ်ကို73ကျပ်နဲ့ရတယ်ပေါ့နော် So good. It has stickers. ထူကြီးပဲဟုတ်တယ်အထဲမှာ sticker တွေလည်းပါတယ်ပြီးတော့ဟိုဟာတွေလည်းပါတယ်ပေတံလည်းပါတယ်မပေတံနေ sticker တွေပြီးတော့ဟိုမှာ February ပေါ့နော်အခု February ရောက်တဲ့ဆိုတဲ့လိုမျိုးလေး February ပြီးတော့ bookmark လိုမျိုးလေးပါတယ်ကွာအဲ့တော့ခုနကလန်ဒါအကြီးအပြင်ကိုပေါ့နော်လိုကလန်ဒါအသေးလေးတွေဒီဘယ်နေ့မှာဘာလုပ်မယ်ပြီးတော့ဘယ်နေ့မှာဘယ်လို incident လေးဖြစ်တယ်သိရမလားဘယ်လို achievement လေးရတယ်ဘယ်လို emotion လေးဖြစ်တယ်အဲ့လိုမျိုးလေးလည်းမှတ်မယ်ပေါ့နော်အရင်ကဟိုကမမှတ်တယ် computer မှာမှတ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ computer သုံးရအရင်စိတ်ရှုပ်လာတယ်သိလား computer မသုံးချင်တော့နေ့တိုင်း screen ကြည့်ရတာဆိုတော့ကိုယ့်အတွက် personal အချိန်ကိုပေါ့နော်အဲ့လိုစာအုပ်နဲ့ရေးမယ်ဆိုပြီးဒီနေ့တော့ငါစာအုပ်နဲ့ရေးမယ်ပေါ့အဲကြောင့်မလို့စာအုပ်နဲ့ကြတော့တင်းရတာနည်းနည်းတော့အလုပ်ရှုပ်တယ်ပေါ့နော် but still tradition နဲ့ပြန်လိုက်ပြီစာအုပ်နဲ့ရေးမယ်ဒီနှစ်2026 okay 10. သူကဒီနေ့အဲ့ဒီ target ကိုသူအရန်ဖောက်ချင်တာဘာလို့ဆိုတော့ဒီက4ချောင်းပါတယ်လေ4ချောင်းသူ့တစ်ချောင်းပေးသူပြောလို့သူအဲ့တစ်ချောင်းလိုချင်လို့သူ့မှာရုပ်ကိုကြည့်အဲ့ဘောပင်ပေါ့နော်ဘောပင်ဝဲလာပါတယ်မင်းဆိုကကြီးနဲ့ဖောက်မလားမေရလား
ဘာရောင်နေပါလဲ They're all the same color. I don't think so are they different color No, I think they're mechanical pencils. no But it says 0.7. yeah 0.7ကမိဖန်လေးမြည် No. ထိုးယူဖန် mechanical ဟာဆိုရင်တို့ချစ်ဖြစ်မှာလေအခုက let's test စောင်းမရေးကြည့် I'll try. ဟာမှင်စုံမဟုတ်ဘူးကရိုးရိုးပေါ်ပြန်ငါမှင်စုံမှတ်လို့ No, it is. အော်မတော်လားအရာမတူဘူးအမဲရောင်နဲ့အပြာရောင်နဲ့ဖြစ်သွားတယ် okay ၄ရောင်ပါတယ်ဒါပေါ်မှာတစ်ချောင်းပေးရမယ် promise ပေးထား okay ပြီးတော့ရှိသမျှအိမ်မှာ orchid အပင်တွေတေကုန်ပြီတေလို့နေပါဖြစ်နေပြီဘာအားစေးပဲတိုက်ဖုတ်လိုက်ဖြစ်နေတော့တီးပေးဝဲလာတယ်နင်းစီအပင်ကအရန်ကြိုက်တယ်အဲ့လိုလေကိုဘေးနားမှာတရှိတယောက်ရောက်နေသလိုခံစားရတယ်သိရမလားအဲ့လိုအပင်တွေတည်ရနောနေဆိုဘလောက်ဖြစ်စိတ်ဓာတ်မကြောက်ထောက်ွယ်တယ်ခေဒါလေးကတော့နှင်းစီအနီရောင်လေးဝယ်လာပါတယ်ရှင်သေးကလေးပါခေအလားဒီနေ့ထားကသွားပြီးတော့ဝယ်လာတဲ့ပစ္စည်းစုံပါတော့เนาะဒီနေ့စနေနေ့ဖြစ်ပါတယ်ဘာရောင်ယူမှာလဲငါအစိမ်းရောင်ယူမှာเนาะ There's no green. This is green That's blue. that's green Dude, this is blue. okay whatever ပြီးရင်ကြည့်ပြီးပုံလို့ဖြစ်မှာ okay စနေနေ့ပြီးပါပြီရှင်အားလုံးပဲအဆုံးထိကြည့်ပေးတာကျေးဇူးများတင်ပါတယ် bye 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 bye.